โอเคตาတောင်းဆိုတော့အမေပြပြပေးမယ်ပေါ်ရတဲ့စီကန်းလိုက်တာဘွာတခုပဲလို့တယ်အဲ့ဒါမေတ္တာတရားတာနားလဲအောင်ရှင်းပြရရင်မေတ္တာတရားနဲ့ကိုကြီးစာတရားစစ်ဆန်တဲ့စစ်ဆန်ကြီးဟာလုပ်ငန်းခွင်မှာလူတွေကိုပျော်ရွှင်စေတယ်အလုံးမှာပျော်ရွှင်လာတော့ကျူးစားကြည့်စိတ်ကြီးဖြစ်လာတယ်အဲ့ဒီမှာတက်တက်ကြွကြွနဲ့အလုပ်လုပ်တော့ဘသူအကျိုးခံစားခွင့်အများဆုံးရတယ်အဲ့ဒါကစစ်စားကြည့်ဒါပေမဲ့မေရဲ့တော့စစ်စစ်နိုင်တာမဟုတ်သေးဘူးလေလက်ကင်ဆုံးကြည့်ပါအမေပြောတဲ့သဘောတရားကိုဒါမကြခင်နားလည်လာပါလိမ့်မယ်နားလည်လာမယ်ဆိုတာလည်းအမေသိတယ်ဟုတ်ကဲ့ပါမေဒါကြိုးစားကြည့်တကယ်တော့ဘုရားဆိုတာကကိုယ့်ရဲ့လက်အောက်နဲ့သားဆိုတာကြည့်ကိုယ့်ရဲ့ပတ်တနာဆိုတာပုံမှန်တယ်အဲသူတို့လိုအပ်ချက်ကြောင့်ဒီမှာလာပြီးတော့အမေတို့စီမှာလာပြီးလက်တွေ့တယ်အမေတို့လည်းအမေတို့အလုပ်ကြောင့်သူတို့ဘုရားနဲ့ခက်တာဒါအပြန်အလှန်ရှိလို့ပဲဒီအဲ့တော့ကျောင်းနဲ့တရားကိုလည်းဒုက္ခလေးစားရှိတယ်လေဒါရဲ့မေတ္တာတရားအတော့ပြရှိပါတယ်ဒါလူတိုင်းမေတ္တာစိတ်ကြည့်ပါโอเคตาတောင်းဆိုတော့အမေပြပြပေးမယ်ပေါ်ရတဲ့စီကန်းလိုက်တာဘွာတခုပဲလို့တယ်အဲ့ဒါမေတ္တာတရားတာနားလဲအောင်ရှင်းပြရရင်မေတ္တာတရားနဲ့ကိုကြီးစာတရားစစ်ဆန်တဲ့စစ်ဆန်ကြီးဟာလုပ်ငန်းခွင်မှာလူတွေကိုပျော်ရွှင်စေတယ်အလုံးမှာပျော်ရွှင်လာတော့ကျူးစားကြည့်စိတ်ကြီးဖြစ်လာတယ်အဲ့ဒီမှာတက်တက်ကြွကြွနဲ့အလုပ်လုပ်တော့ဘသူအကျိုးခံစားခွင့်အများဆုံးရတယ်အဲ့ဒါကစစ်စားကြည့်ဒါပေမဲ့မေရဲ့တော့စစ်စစ်နိုင်တာမဟုတ်သေးဘူးလေလက်ကင်ဆုံးကြည့်ပါအမေပြောတဲ့သဘောတရားကိုဒါမကြခင်နားလည်လာပါလိမ့်မယ်နားလည်လာမယ်ဆိုတာလည်းအမေသိတယ်ဟုတ်ကဲ့ပါမေဒါကြိုးစားကြည့်တကယ်တော့ဘုရားဆိုတာကကိုယ့်ရဲ့လက်အောက်နဲ့သားဆိုတာကြည့်ကိုယ့်ရဲ့ပတ်တနာဆိုတာပုံမှန်တယ်အဲသူတို့လိုအပ်ချက်ကြောင့်ဒီမှာလာပြီးတော့အမေတို့စီမှာလာပြီးလက်တွေ့တယ်အမေတို့လည်းအမေတို့အလုပ်ကြောင့်သူတို့ဘုရားနဲ့ခက်တာဒါအပြန်အလှန်ရှိလို့ပဲအဲ့တော့ကျောင်းနဲ့တရားကိုလည်းဒုက္ခလေးစားရှိတယ်လေဒါရဲ့မေတ္တာတရားအတော့ပြရှိပါတယ်ဒါလူတိုင်းမေတ္တာစိတ်ကြည့်ပါ